Messenger မှာအန်ဆန်းလောက်သွားတဲ့စာတွေပြန်ကြည့်နေ Messenger မှာစာပို့လာပြီးတော့ကျွန်တော်တို့မကြည့်ရသေးခင်သူ့ဘက်ကပြန်ဖြတ်သွားတဲ့စာတွေအန်ဆန်းလောက်သွားတဲ့စာတွေကိုကြည့်လို့ရအောင်ကြည့်တဲ့နည်းလမ်းလေးမျှဝေပေးသွားမှာဖြစ်ပါတယ်ဖုန်းတိုင်းမှာလုပ်လို့ရအောင်ပြပေးမှာဖြစ်တဲ့အတွက် application လေးတစ်ခုတော့ထောင်းရပါမယ်အဲ့ဒီအတွက်အနေနဲ့လေးတော့အလုပ်ပို့ပြီးတော့ရှုပ်ပါမယ်နော်ဒါကတော့ဖုန်းတိုင်းမှာလုပ်လို့ရအောင်တစ်ခါလေးပြပေးတာဖြစ်တဲ့အတွက်ပါ application download အတွက်ကျွန်တော်တို့ဖုန်းမှာပါတဲ့ Play Store ကိုဝင်လိုက်ပါမယ်Play Store ကိုရောက်ပြီဆိုရင်တော့မိတ်ဆွေတို့ကအခုလိုမျိုးစာရေးရှာလိုက်ပါ Recover Delete Message လို့စာရေးရှာလိုက်ပါ Recover Delete Message လို့စာရေးရှာလိုက်ဒီလို application တွေအများကြီးမြင်ရလိမ့်မယ်အဲ့ဒီမှာ application ရဲ့ logo ပေါ်မှာ2325ဆိုပြီးတော့ပေါ်နေတဲ့ application နှစ်ခုရှိတယ် application ရဲ့နာမည်ကတော့ Recover Delete Message ပါအဲ့ဒီထဲကမှကျွန်တော်တို့အောက်ကတစ်ခုကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်လိုက်လို့ရှိရင်ကျွန်တော်အခုလိုမျိုးမြင်ရလိမ့်မယ်ဒီ application ကိုdownload ဆွဲပြီးတော့အသုံးပြုနေတဲ့လူက10 million အထိရှိတယ်အဲ့ဒီ application ကိုအသုံးပြုမှာနော်နှစ်ခုတည်းက10 million download ဆွဲထားတဲ့ application လေးကိုကျွန်တော်တို့ရဲ့ဖုန်းထဲကို down ထည့်လိုက်ပါ download ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ open ဆိုတဲ့ဒီစာလေးကိုနှိပ်လိုက်ပါဒီနေရာမှာတော့ tap to access ဆိုတဲ့အောက်ကဒီစာလေးကိုတစ်ချက်နှိပ်လိုက်ပါခဏစောင့်ပေးပါ internet ကိုလုံးဝပိတ်လိုက်လို့မရပါဘူး internet ဖွင့်ထားဖို့လိုအပ်ပါမယ်နော်ဒီ application နဲ့ဝင်တဲ့အခါဖုန်းမှာကြော်ညာလေးပေါ်လာတယ်ဆိုရင်တော့ကြော်ညာလေးတွေကိုပြီးအောင်ကြည့်ပေးရပါမယ်ကြော်ညာလေးပြီးအောင်ကြည့်ပေးလိုက်ပါကြော်ညာလေးကပြီးသွားပြီဆိုရင်တော့ဒီမှာကြော်လို့ရတဲ့ခလုတ်လေးတွေမြင်လိုက်မယ်အဲ့ဒီခလုတ်လေးနှိပ်ခလုတ်လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးသွားရင်တော့နောက်ထပ်ကြော်ညာလေးတစ်ပုတ်ထပ်လာလိမ့်မယ်ကြော်ညာလေးကိုထပ်ပြီးတော့ခုနအတိုင်းကြည့်ပေးပါကြော်ညာကြည့်လို့ကြော်လို့ရတဲ့ခလုတ်လေးထပ်ပေါ်လာပြီဆိုရင်တော့အဲ့ဒီခလုတ်လေးကိုနှိပ်ပြီးတော့ထပ်ပြီးတော့ကြော်လိုက်ပါမယ်နောက်ထပ်5စက္ကန့်တစ်ခါထပ်ပြီးတော့ကြော်ညာကြည့်ပေးရပါတယ်ကြော်ညာ3ပုတ်တောင်တန်းပြီးတော့လာတယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ထပ်ပြီးတော့ဒီမှာကြော်တဲ့ခလုတ်လေးပေါ်ပြီးဆိုတော့ထပ်ပြီးကြော်လိုက်ပါမယ်ကြော်ညာပြီးတော့ရင်တော့ကျွန်တော်တို့ဒီမှာကြော်ညာလေးကိုကြက်ချစ်ကလေးနှိပ်ပြီးတော့ဖြတ်လိုက်လို့ရပါပြီ Okay ဒီလိုရအောင်တော့ကျွန်တော်တို့ကအင်္ဂလိပ် language နဲ့ပဲအသုံးပြုမှာဖြစ်တဲ့အတွက်အမှန်ချစ်လေးကိုနှိပ်လိုက်ပါ Guard ဆိုတဲ့ဒီစာလေးကိုနှိပ်လိုက်ပါ Messenger မှာဖြတ်သွားတဲ့စာတွေကိုပဲကြည့်ကျင်နေဆိုရင်တော့ Messenger ကိုပဲအမှန်ချစ်ပေးပါ Telegram မှာစာပို့ပြီးဖြတ်သွားတဲ့စာတွေကိုလည်းကြည့်ကျင်နေဆိုရင်တော့ Telegram ကိုလည်းအမှန်ချစ်ပေးပါဒီမှာတော့ application တွေအများကြီးရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ Viber ကိုလည်းအမှန်ချစ်ပေးလို့ရတယ် Viber ကအသုံးပြုကျင်နေဆိုရင်တော့ကျွန်တော်ကတော့ Telegram နဲ့ Messenger ကိုပဲအစမ်းအနေနဲ့လုပ်ပြမှာဖြစ်တဲ့အတွက်ကိုယ်အသုံးပြုကျင်တဲ့ application ကိုမိတ်ဆွေတို့အနေနဲ့အမှန်ချစ်ပေးလို့ပြီးသွားပြီဆိုရင်တော့အောက်ကနှိပ်ဆိုတဲ့စာလေးကိုနှိပ်လိုက်ပါပြီးသွားရင်တော့ကျွန်တော်တို့ allow ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒီလိုပေါ်လာရင်တော့ use this folder ဆိုတာလေးကိုနှိပ်ပေးလိုက်ပါနောက်တစ်ချက် use this folder လေးကိုနောက်တစ်ချက်ထပ်နှိပ်ပေးပါဒီလိုပေါ်ရင်တော့ allow ကိုနှိပ်ပေးလိုက်ပါပြီးသွားရင်တော့ကျွန်တော်တို့ allow ကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါဒီနေရာကိုရောက်ရင်တော့ကျွန်တော်တို့ခုနက down ထားတဲ့ recover delete message ဆိုတဲ့ application လေးကိုကိုယ့်ရဲ့ဖုန်းထဲမှာလိုက်ရှာလိုက်ပါအဲ့ဒီ app လေးကိုတွေ့ပြီဆိုရင်တော့ဒီမှာတွေ့ပြီဖြစ်တဲ့အတွက်တစ်ချက်နှိပ်လိုက်ပါပြီးသွားရင်တော့ allow notification access ဆိုတာလေးကိုတစ်ချက်နှိပ်ပေးရမှာပါပြီးသွားရင်တော့အောက်က allow ကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါနှိပ်လို့ပြီးသွားရင်ကျွန်တော်တို့ back cloud လေးနဲ့နောက်ကိုပြန်ပြီးတော့ထွက်လိုက်ပါမယ်နှစ်ချက်ထွက်လိုက်ပါပြီးရင်တော့ allow ကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါပြီးရင် guard ဆိုတဲ့စာလေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါထပ်ပြီးတော့ guard ကိုနှိပ်ပေးလိုက်ပါ Okay ဒါဆိုရင်တော့ရသွားပါပြီကျွန်တော်တို့ရဲ့ Messenger ကိုစာပို့လာပြီးတော့ unsend လုပ်သွားတဲ့စာတွေရှိရဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ဒီ application တွေကိုဝင်လာလိုက်ပါဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က Messenger ကပို့တဲ့စာကိုကြည့်နေတာဆိုရင်တော့ Messenger ကိုတစ်ချက်နှိပ် Telegram ကစာပို့ပြီးဖြတ်သွားတဲ့စာကိုကြည့်နေတာဆိုရင်တော့ Telegram ကိုတစ်ချက်နှိပ်ပြီးတော့ကြည့်မယ်ဆိုရင်တော့ Messenger နဲ့ Telegram တို့မှာဖြတ်သွားတဲ့စာတွေကို unsend လုပ်သွားတဲ့စာတွေကိုကြည့်နေဆိုရင်အခုနီလန်လေးအတိုင်းကြည့်လို့ရသွားပြီဖြစ်ပါတယ်ကျွန်တော်အခုလုပ်ပြတဲ့ application က Play Store ကပဲ download ဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဖုန်းအတွက်လည်းအနေရမရှိဘူး application ကလည်းတခြားမလိုအပ်တဲ့ permission တွေမတောင်းတဲ့အတွက်ကျွန်တော်တို့ရဲ့ privacy ကိုလုံခြုံစိတ်ချသွားတဲ့အသုံးပြုလို့ရပါတယ်အခုလုပ်ပြတဲ့ video ကမိတ်ဆွေတို့ like လုပ်ပြီးတော့သုံးရတာအဆင်ပြေတယ်မပြေဘူးဆိုတာကို comment မှာမှန်ငယ်ပေးနိုင်ပါတယ်ခင်ဗျာနောက်လူတွေအချိန်မကုန်အောင်ဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်းဒီ application လေးတွေအများကြီးထည့်ရမှာ9ခုလောက်ကိုစမ်းပြီးတော့ဒီ application ကမလိုအပ်တဲ့ permission တွေလည်းမတောင်းဘူး Play Store ကတရားဝင်တောင်းပြီးတော့အသုံးပြုရတာဖြစ်တဲ့အတွက်ဖုန်းရဲ့ privacy လုံခြုံရေးကိုလည်းမထိခိုက်နိုင်တဲ့အတွက်တင်ပေးတာဖြစ်ပါတယ်ဒီကိုတို့ယုံကြည်စိတ်ချသွားတဲ့အသုံးပြုနိုင်ပါတယ်ခင်ဗျာ